အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာတော့မဲဆွေရဲ့ဘဝမှာအဆင်မပြေတော့ဘူးလို့ခံစားလာရတဲ့အချိန်မှာလို့ဆောင်လို့ရမယ့်အရာလေးတွေကိုမျှဝေပေးချင်ပါတယ်အဲ့တော့ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ဘဝမှာဘာကြောင့်အဆင်မပြေတာလဲဆိုတာကိုကိုမေးပါမေးပြီးရင်ကျွန်တော်တို့အဲ့ဒီဘဝအဆင်မပြေရတဲ့ဘဝဘာကြောင့်ဖြစ်လဲဆိုတာကိုသင်ခန်းစာယူဖို့လိုပါတယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ဘဝမှာမြန်ပြန်ထဖို့လိုပါတယ်ကျွန်တော်တို့ဘဝကအကြာကြီးလဲကျနေလို့အဆင်မပြေပါဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့မြန်ပြန်ထလို့ရမယ်အရာတွေကိုရှာဖွေပါလဲကျနေတဲ့ဘဝကနေမြန်ပြန်ထနိုင်ဖို့လိုပါတယ်တတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ဘဝမှာပိတ်မိနေပြီကျွန်တော်တို့ဘယ်လိုမှပြောင်းလဲလို့မရတော့ဘူးဆိုရင်အကူအညီတောင်းလို့ရမယ့်သူတွေကိုရှာပါသူတို့ချီကအကူအညီရသလောက်တောင်းပါတတိယစတုတ်ထားချက်အနေနဲ့ကျွန်တော်တို့ဘဝမှာလေးလာတင်ယူမှုတွေလုပ်ဖို့လိုတယ်လေးလာတင်ယူမှုတွေလုပ်ခြင်းအပြင်မဲဆွေရဲ့အသိဉာဏ်ကိုပွင့်လင်းသွားပြီးတော့မဲဆွေအခက်အခဲတွေကြုံလာခြင်းမှာငါဘယ်လိုဖြေရှင်းလို့ရမလဲဆိုတဲ့နည်းလမ်းတွေကိုတွေ့ရှိပါလိမ့်မယ်နောက်ဆုံးစာအုပ်ဖတ်ခြင်းပါစာအုပ်ဖတ်ခြင်းကလည်းမဲဆွေရဲ့အသိဉာဏ်မဲဆွေရဲ့ဘဝတိုးတက်ပြောင်းလဲမှုကိုများစွာအထောက်အကူဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲမဲဆွေရဲ့အဆင်မပြေတဲ့ဘဝကိုများစွာကူညီပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုလေးကလည်းမဲဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေဘိုင်ဘိုင်